အားလုံးမင်္ဂလာပါဗျာနော်ဒါမဲ့တစ်ပတ်ကျွန်တော်19ကနေ21ရက်နေ့အထိအတွက်တပတ်စာအဖွဲ့ဝင်ခေါ်ပါမယ်တပတ်စာအဖွဲ့ဝင်စတင်ပြီးတော့လက်ခံနေပါပြီနော်အဖွဲ့ဝင်တဲ့တပတ်စာအဖွဲ့ဝင်မဲ့လူတွေကကျွန်တော်အဖွဲ့ဝင်ကြီး1000သတ်မှတ်ထားပါတယ်အဖွဲ့ဝင်ကြီး1000မှာဒီမှာအဖွဲ့ဝင်ကြီးလွှဲမဲ့ဝေးက39 431 549 939နော် ERPA လည်းရှိပါတယ် KB နံပါတ်ကတော့39 259 5486ငွေလွှဲပြည်တာကိုကျွန်တော် Viber 394331 49939 Viber မှာပို့ထားလို့ရပါတယ် Telegram သုံးတဲ့မိတ်ဆွေတွေက t.me ຫນွေကိုတူတီမှာပို့ထားနိုင်ပါတယ်ဗျာနော်Viber မှာဆိုရင်ကျွန်တော်ဒီမှာ4315499ရစီကွက်ရုပ်လေးနဲ့ရုံနဲ့နော်ဒီမှာက t.me ຫນွေကိုတူတီ Telegram သုံးတဲ့လူတွေကအဲ့ဒါလေးရိုက်ရှာပေးပါနော်အဖွဲ့ဝင်တဲ့လူတွေကဘာတွေရမလဲဆိုရင်အဖွဲ့ဝင်တွေဘာတွေပေးမလဲဘာတွေရမလဲဆိုရင်အဖွဲ့ဝင်တွေကကျွန်တော်ပန်းရောင်ကတ်ရပါမယ်ပန်းရောင်ကတ်မှာပတ်တိအားတန်တဲ့လူကပတ်တိအချိန်အားတန်တဲ့လူကအချိန်ကစားမယ်ပြီးတော့ပန်းရောင်ကတ်မှာကျွန်တော်အဖွဲ့ဝင်တဲ့သူတိုင်းကိုမဖြစ်မနေကစားရမယ်တစ်ခုရွေးပေးပါမယ်မဖြစ်မနေကစားရမယ်တစ်ခုရွေးပေးပါပါကျွန်တော်အခွေပေါ့နော်အခွေရွေးပေးမှာဖြစ်ပါတယ်အခွေဒါတော့အဖွဲ့ဝင်တဲ့လူတိုင်းမဖြစ်မနေကစားရမယ်လေးလုံးအခွေတစ်ခုရွေးပေးမှာပါနော်ပြီးတော့အဖွဲ့ဝင်တဲ့လူတွေကဘာရမလဲဆိုရင်နေ့တိုက်ကနန်းတွက်ပေးပါမယ်နေ့တိုက်ကနန်းဆိုတော့ကျွန်တော်တို့12နာရီ10မိနစ်ကနန်းနဲ့ညနေ4နာရီခွဲကနန်းကျွန်တော်တွက်ပေးပါမယ်တွက်ပေးမှာဖြစ်ပါတယ်အဲ့ဒီကတော့ကျွန်တော်အနေ3ခွက်ပဲပေးမှာပါနော်ကနန်း3ခွက်ပါအရင်ကတော့ကျွန်တော်ပေါက်ပေး2000ခေါ်ရောက်တဲ့3ခွက်ပါအဲ့ဒီ3ခွက်ကိုကျွန်တော်ဖွဲ့ဝင်တဲ့လူတွေကရမှာဖြစ်ပါတယ်ပေါက်ပေးဟိုဗါလဲပေါက်ပေးလည်းမခေါ်ပြတာကြာပြီဖွဲ့ဝင်လည်းမခေါ်ပြတာကြာပါပြီနော်အခုမှအဖွဲ့ဝင်ကျွန်တော်ပြန်ခေါ်မယ်ပေါက်ပေးလည်းပြန်တွက်ပေးမှာဖြစ်ပါတယ်အဖွဲ့ဝင်မှာခေါ်ပြီဆိုလို့ရှိရင်ကျွန်တော်ကအဖွဲ့ဝင်ကဏ္ဍအဖွဲ့ဝင်တွေအတွက်နေ့တိုက်ကဏ္ဍကတွက်ပေးရမှာဖြစ်တယ်အချိန်အများကြီးပေးရတာဖြစ်တယ်နော်ကျွန်တော်အရင်ကမခေါ်တာကအချိန်မပေးနိုင်လို့မခေါ်တာပါဟုတ်ပြီဒီမှာတော့အဖွဲ့ဝင်တဲ့သူတိုင်းကိုအရှုံးမရှိအမြတ်ကြံအောင်ကျွန်တော်ဘက်ကနေအကောင်းဆုံးကြိုးစားပေးသွားမှာဖြစ်ပါတယ်အဖွဲ့ဝင်မဲ့လူတွေကကျွန်တော်ဒီပေါ်မှာပေးထားတဲ့ဖုန်းနံပါတ်တွေမှာဒါဆက်သွယ်နိုင်ပါတယ်နော်ဒီမှာတော့တပတ်စာအဖွဲ့ဝင်ကြီးကလည်း1000နဲ့ပါနော်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်အဲ့ဒါလေးလာပြောတာပါနော်ဖွဲ့ဝင်မဲ့လူတွေကကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်3994315499မှာဆက်သွယ်နိုင်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်